တတိယကရေရမ်းကတာကြောင့်တောထဲကအမည်မသိအနီရောင်သီးတွေကိုခူးစားမိလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီသီးတွေဟာစီးစွမ်းလို့ထမ်းမြက်တဲ့အသီးတွေမှသူမသိခဲ့ပါဘူးရွာသားတွေရဲ့စကားကိုကြားလိုက်ပြီးတဲ့အခါမှာတော့သူမစားပြီးသမျှပြန်ထွေးထုတ်ဖို့ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီစီးချိန်ကြောင့်သူမရဲ့အသီးစိတ်တွေဝဝါလာပြီးတောထဲမှာအမျိုးသားတစ်ယောက်ကိုအသေးအံရှာဖွေပါတော့တယ်အဲ့ဒီအချိန်မှာပဲအစိမ့်မိထားတဲ့မင်းသားတစ်ပါးနဲ့မမျှော်လင့်ပဲဆုံတွေ့ခဲ့ပါတယ်တယောက်ကမီးလို့ပူလောင်နေပြီးနောက်တစ်ယောက်ကရေခဲလိုအေးစက်နေတာကြောင့်စိတ်ရှိတ်တက်နေတဲ့ရှန်ရင်ဟာမင်းသားကိုအတင်းဖက်တွယ်လိုက်ပါတော့တယ်တကယ်တော့ရှန်ရင်ဟာရှေ့ခေတ်ကိုပြရောက်ရှိလာတဲ့ခေတ်သစ်မျိုးသမီးတစ်ယောက်ပါသူမဟာမင်းသားကတော်အဖြစ်တင်မြှောက်ခံခဲ့ရပေမဲ့လက်ထပ်ပြီးချင်းမှာပဲသူမရဲ့ခင်မုန်းဖြစ်သူမင်းသားဟာစစ်မြေပြင်မှာကြာဆုံးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်ခင်မုန်းတန်နောက်လိုက်ပြီးအသက်အသိခံရမယ်ဆိုတဲ့အမေကြောင့်ရှန်ရင်ဟာအသက်ရှင်ဖို့အတွက်ဘိုက်ထဲမှာမင်းသားရဲ့ရင်သွေးရှိနေပြီလို့လူပုံထဲမှာလိန်ညာလိုက်ပါတယ်ဒါပေမဲ့မိဖုရားကြီးကမယုံကြည်ပဲနန်းတော်ဆရာဝန်နဲ့စစ်ဆေးဖို့လုပ်တဲ့အခါမှာတော့သူမဟာအပေါ့ပါသွားကြအောင်ဆောင်ပြီးနန်းတော်တဲကနေထွက်ပြေးခဲ့ပါတယ်။အဲဒီလိုနဲ့ထွက်ပြေးရင်ခုနကတော်ရဲရဖြစ်ပျက်လေးဖြစ်ခဲ့တာပါ။သူမကိုမိဖုရားကြီးကပြန်ဖမ်းမိသွားပြီးဆရာဝန်နဲ့စစ်ဆေးလိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းတာကသူမမှာတကယ်ပဲကိုယ်ဝန်ရှိတာကိုတွေ့လိုက်ရပါတယ်။ဒါဟာတော်ရဲကမျိုးသားကြောက်ဆိုတာသူမသိလိုက်ပြီးအဲ့ဒီကိုယ်ဝင်ကိုပဲအကောက်ွယ်ယူကချမ်းသာတဲ့မုံစမဘွားကိုဖျက်ဆီးမှုပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့ကံကြမ္မာကနောက်တစ်ခါနောက်ပြောင်လိုက်ပြန်ပြီ။တီဗီလို့သတင်းထွက်ခဲ့တဲ့မင်းသားကစစ်ပွဲမှာအောင်နိုင်ပြီးနန်းတော်ကိုပြန်ရောက်လာပါတယ်။ရှန်ရဲတရားအကျက်ရိုက်သွားပါပြီ။မင်းသားနဲ့တခါမှအတူမနေခဲ့ဘူးပဲကိုယ်ဝင်ရှိနေတာပေါ်သွားရင်တည်တယ်ပြီးခရမှာပါ။ဒါကြောင့်သူမဟာမင်းသားနဲ့အမြဲဆုံးအတူတူနေဖို့အတွက်ညီမျိုးစုံနဲ့မြှွေပါတော့တယ်။ကပွဲတွေကပြပြီးဆွဲဆောင်ပေမဲ့မင်းသားကတော့တောထဲမှာသူ့ကိုကတင်ခဲ့တဲ့လာမဲပုံမှဲ့ပါတဲ့အမျိုးသမီးကိုပဲလိုက်ရှာနေတာပါ။ရှန်ရင်ဟာမင်းသားရဲ့အောင်ဆိုင်မှုကိုရဖို့အတွက်ရေကန်တဲ့ကိုဟန်ဆောင်ပြလိုက်ပါတယ်။မင်းသားကသူမကိုကဲတင်ပြီးအခန်းထဲလိုက်ပို့ပေးခဲ့ပေမဲ့သူချစ်တဲ့မျိုးမဟုတ်ဘူးဆိုပြီးတွန်းထုတ်ခဲ့ပါတယ်။ရှန်ရင်ရဲ့ညှက်ယူနာကလာမဲပုံမဲကိုမင်းသားကမမြင်လိုက်ပါဘူး။မင်းသားကသူမကိုကွာရှင်းစာကြုံနဲ့ရွှေစင်ဆောင်ပေးပြီးထွက်သွားခိုင်းပါတယ်။ရှန်ရင်ကလည်းပျော်ပျော်ကြီးသဘောတူလိုက်ပေမဲ့မိဖုရားကြီးရှေ့ကိုရောက်တဲ့အခါမှာတော့မိဖုရားကြီးကသူမမှာမင်းသားရဲ့ရင်သွေးရှိနေပြီလို့ပြောလိုက်တဲ့အခါမင်းသားကဒေါသတကြီးနဲ့ငါမင်းနဲ့တခါမှအတူမနေဘူးပဲဒီကုန်းဝင်းကဘယ်ရောက်လာလဲလို့မင်းကုန်းထုတ်လိုက်ပါတယ်